ကိုစောရောင်နေတဲ့အတွေ့ပါရောက်ချင်းညမှာ China Town ဖတ်ကြည့်ပါတယ် China Town မှာစားကြရည်ရမ်းစုံနေအမှန်နဲ့စားကြတာရှုဘတ်ကုတ်တဲ့ဒါပေမဲ့ကိုသွားပဲလိုက်တဲ့ဆိုင်ကဂျယ်လီကုတ်တဲ့ဖြစ်နေတေချာလည်းမကြည့်မိပါကောင်းတော့ကောင်းပါတယ်ဒါပေမဲ့ကိုစားခြင်းနဲ့ဟာကိုမရခဲ့ပါဘူးနောက်မှာ seafood အကင်ဆိုင်တစ်ဆိုင်ရှိရပေါ့အရန်စားလို့ကောင်းတယ်အဲ့ဒီဆိုင်ဗီဒီယိုတွေတော့ရိုက်မလာမိလိုက်လူတွေလည်းအရန်များတယ်အရန်တန်းစီရတယ်ဒါပေမဲ့စားရတာအရန်ကောင်းပါတယ်အရန်လက်ဆက်ပြီးတော့အချင်းကအရန်ကောင်းကိုကြည့်ဒီကြီးစားချင်တာတွေဝယ်ပြီးတော့နောက်ဆုံးတပ်ပုံလေးရိုက်ပြီးတော့ပြန်ကြပါတယ်အဲ့ဒီ work လေးတွေကို note တိုက်လို့ရတယ်ဒီလိုထူးထူးဆန်းဆန်းအကောင့်ကြီးကြော်ရောက်လာလည်းရှိပါတယ်ပစုံနေရစီကြည့်လို့မစားခဲ့ပါဘူးရိုက်ခဲ့တာပါဒါကခုနကပြောတဲ့ seafood ကင်ဆိုင်ရပါတရက်တီးကိုနော်ရှိုးလိုက်3မျိုးဝင်လာလူ6ယောက်ကိုတုံ့တုတ်ကိုဈေးစီပြီးတော့ရအောင်စီးလာနော်ထိုင်းမှာဆိုရင်တော့ကားထိုင်တုတ်တုတ်ကပုံမြန်တယ်လို့ခံစားရပါတယ်ထိုင်းမှာသွားချင်တဲ့နေရာတွေကအများကြီးတဲ့ကြောင့်မို့ package လိုက်ကားငှားပြီးတော့ကြပါတယ်။အမတစ်ရက်ကခေါင်းရိုင်ကိုသွားပြီးဒုတိယတစ်ရက်ကပတ္တရားကိုသွားပါတယ်။ Toscana Valley ကအရန်လာတယ်။တောင်ရိုက်တာဝါသနာပါတဲ့သူတွေဆိုရင်တော့သွားတင်ပါတယ်။နေဒီရန်ဘူးလို့မျိုးတော်မနေရဆုံးအောင်မပတ်ခဲ့ရဘူးပေါ့နော်။အဲ့လိုနေရိတ်တဲ့နေရာတချို့လောက်ပဲဓာတ်ပုံလေးအမြန်ရိုက်ပြီးတော့ပြန်ခဲ့တာပါ။Hokkaido flower bed လည်းသွားခဲ့ပါသေးတယ်။အဲ့မှာပန်းလေးတွေအရန်လာတယ်။ဂျပန်အင်္ဂလိပ်လေးတွေဝတ်ချင်ပေါ့နော်။အဲ့လိုဝတ်ပြီးတော့တပ်ပုံရိုက်လို့ရပါတယ်။ကိုရီးယားတော့မရိုက်ခဲ့ပါဘူး။နေရန်ပူလို့ပါ။ခေါင်းရိုင်က strawberry fan ကိုဆက်ပြီးတော့သွားကြပါတယ်။ Hokkaido ပန်းခြံနဲ့အနီးနားတစ်ဝိုက်မှာပဲရှိပါတယ်။ strawberry သီးလေးတွေကအရန်လက်ဆက်ပြီးတော့ပေါ့နော်။မမဲ့သေးတဲ့အဖြူရောင်အသီးတွေအစားချိုရင်းနေရပဲအရန်စားကောင်းပါတယ်တန်လေးတန်ပါတယ်အရေးရွှန်းရွှန်းအလုံးကြီးကြီးနဲ့ချိုတဲ့ strawberry သီးကိုစားခြင်းနဲ့ဆိုရင်တော့ဒီလိုခြံလေးတွေကိုသွားပါလို့ပြောချင်ပါတယ်နောက်တနေရာကတော့ Little Italy လို့လူပြောများနေကြတယ်ခေါင်းရိုင်ဟာ Primo Piazza ကိုသွားတာပါဒီနေရာကတော့ ticket fee ပေးရပါတယ်ဒီ ticket fee မှာတိုးတွေကိုအစာကျွေးတဲ့အတွက်ပါပြီးသားပါဒီနေရာလေးက view ရမ်းလာတယ်တပ်ပုံရိုက်ဖို့အတွက် photo spot နေရာလေးလည်းအများကြီးလုပ်ပေးထားတယ်။အုံးကြီးလေးတောင်းရင်းနဲ့ view လာလေးအေးဆေးလေးကြည့်ပြီးတော့အနားယူလို့လည်းရပါတယ်။တနားပါ။ဒီစားများနေဒီစားတပ်ပုံရိုက်ဖို့ဝါသနာပါတဲ့သူတွေအတွက်ကတော့အရန်ကိုအဆင်ပြေပါတယ်တပ်ပုံရိုက်ဆရာနေရာလည်းအရန်များတယ်နေရာတိုင်းလိုလိုလှပါတယ်နေရာတော့ခေါင်းရိုက်သွားပြီးတော့ပြေခဲ့ပါတယ်ကားလမ်းကြီးအရန်ပိတ်တယ်ကားလည်းကြက်တယ်သွားရတာလည်းခီးလမ်းနဲ့ဝေးရတဲ့အတွက်ကြောင့်မလို့ဒီလောက်နဲ့ပဲဘန်ကောက်ကိုပြန်ပြီးတော့အနားယူခဲ့ကြပါတယ်နောက်ထပ်ပတ်တူဗီဒီယိုမှာပြီးတော့ပြန်လဲဆိုတာကိုထပ်ပြီးတော့ပြောပြပါမယ်ဘိုင်ဘိုင်ဘရောင်နီကိတ်တွေစားပြီးရည်နေပြီ对，你要我的东西了。